မင်္ဂလာပါရှင် Brave Food MM ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကြံဆိုတာနဲ့ရေပတ်ခံထွက်တာမတ်တက်သွားတာတွေကိုပဲပြင်းပြင်းမိကြမှာပါ။ဒါပေမဲ့လူစုလူဝေးကိုရှောင်ပြီးကိုယ့်အိမ်မှာရင်အေးအေးချမ်းချမ်းနဲ့နှစ်သိက်ကံပွင့်အောင်ကုသိုလ်ယူလို့ရမယ်နီလန်းလေးတွေရှိရဲဆိုတာကိုရောသိပြီးပြီလား။ဒီနေ့မှာတော့အိမ်မှာနေရင်းနဲ့မင်္ဂလာရှိရှိနှစ်ကူးနိုင်မယ်နီလန်းကားတွေကိုမျှဝေပေးတော့မှာမို့အဆုံးထိကြည့်ရှုပေးပါအောင်ရှင်။အတားရည်ဖြစ်အညစ်အကြေးစေကြောခြင်းနက်နက်စောစောမှာအမွှေးနဲ့တာရည်ဒါမှမဟုတ်အတာအိုးတွေကရည်နဲ့ကိုလက်တန့်စင်ပါဒါကရုပ်ပိုင်းဆိုင်ရာတန်ရှင်းရုံတွေမကပဲနှစ်ဟောင်းကအညစ်အကြေးနဲ့စိတ်ညစ်စရာတွေကိုပါဆေးကြောဆွန့်ထုတ်လိုက်တယ်ဆိုတဲ့နာမည်ကောင်းကိုဆောင်ပါတယ်ရှင်။အိမ်ဥခန်းတွင်ပန်းရေချမ်းစွန်းကတ်လူချင်းမိမိရဲ့ညဉ့်ညံအလိုက်အောင်ပန်းဒါမှမဟုတ်ဘရောက်ပန်းတွေကိုအတာအိုးမှာထုတ်ပြီးဖျားရှင်မှာလှပစွာပူဇော်ပါနှစ်သိရဲ့ပထမဆုံးအလုပ်ကဖျားရှင်ကိုပူဇော်တာဖြစ်တဲ့အတွက်တစ်နှစ်ပတ်လုံးစိတ်နှလုံးအေးချမ်းစေမှာပါ။တက်ကြီးပူဇော်ခြင်းနဲ့ဂါယဝပြုခြင်းပြင်မထွက်နိုင်အောင်ကိုယ့်အိမ်မှာရှိတဲ့မိဘဖွားတွေကိုကြော့ပါသူတို့ရဲ့ခြေသက်လက်သက်ညှပ်ပေးတာခေါင်းလျှော်ပေးတာမျိုးတွေလုပ်ပြီးဆူတောင်းမြတ်တာခံယူတာကအလွန်ကြီးမားတဲ့ကုသိုလ်ကိုရရှိပါတယ်ရှင်အိမ်မှာအေးအေးချမ်းချမ်းနဲ့တရားထိုင်တာဒါမှမဟုတ်မြတ်တာတုတ်ကိုအနက်အထိပ်ပဲနဲ့တကွာနာယူပါမြတ်တာတန်းလွှမ်းခြုံနေတဲ့အိမ်မှာလက်လာပါနာမည်ကြီးတွေစောင့်ရှောက်တတ်တယ်လို့ယုံကြည်ကြပါတယ်ရှင်အာဟာရဒါနပြုခြင်းကုသိုလ်ဇဝအများကိုအစာကျွေးခြင်းအကြံကာလမှာလူတွေတင်မကပဲလိမ့်ဆန်လူတွေကိုလည်းတနာကျူးဆိုင်ပြီးအစာကျွေးတဲ့ဒလေးရှိပါတယ်အထူးသဖြင့်လမ်းမေးခွေးလေးတွေတောင်လေးတွေငှက်ကလေးတွေနဲ့ရေကန်တွေကငါးလေးတွေကိုအစာကျွေးကြပါတယ်ရရှိနိုင်တဲ့ကုသိုလ်နဲ့အကျိုးကျေးဇူးတွေကတော့မေတ္တာကရုဏာတရားပွားများခြင်းဒုက္ခရောက်နေတဲ့တရားလေးတွေကိုတနာစိတ်နဲ့အစာကျွေးခြင်းကမိမိရဲ့စိတ်နှလုံးကိုနူးညံ့ပျော်ပြောင်းစေပြီးမေတ္တာတရားပွားများစေပါတယ်ဘေးရန်ရဲ့ကင်းခြင်းစာလောင်နေတဲ့တရားလေးတွေကိုအသက်ဆက်ခွင့်ပေးရကြောင်းမိမိကိုလည်းဘေးရန်ရဲ့မျိုးကနေကောက်ွယ်ပေးတတ်ပါတယ်တက်ရှည်ခြင်းနဲ့ကျန်းမာခြင်းအစာအာဟာရလူရတဲ့အတွက်မိမိကိုယ်တိုင်လည်းအသက်ရှည်ကျန်းမာစေပါတယ်။စိတ်ချမ်းသာမှုရရှိခြင်းတရားလေးတွေပိုက်ဝပြီးပျော်ရွှင်နေတာကိုမြင်ရတဲ့အခါမိမိရဲ့စိတ်ထဲမှာလည်းအတိုင်းမသိကြည်နူးချမ်းသာမှုကိုခံစားရစေပါတယ်။နှောက်ယှက်ကင်းခြင်းဘဝမှာကြုံတွေ့ရမယ့်နှောက်ယှက်တွေရန်သူတွေကိုကင်းဝေးစေတဲ့အကျိုးတရားရှိပါတယ်။ပြန်ကာလမှာအာဟာရဒါနပြုခြင်းနဲ့တရားတွေကိုအစာကျွေးခြင်းကမိမိကိုယ်တိုင်အတွက်မကပဲပတ်ဝန်းကျင်အတွက်ပါပျော်ရွှင်မှုနဲ့အေးချမ်းမှုကိုဆောင်ကျဉ်ပေးတဲ့ပုံမြတ်တဲ့လုပ်ရက်တွေပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့တကြံမှာလည်းပျော်ရွှင်ခြင်းရေကစားရင်းနဲ့ဒီလိုကုသိုလ်ကောင်းမှုလေးတွေကိုများများပြုလုပ်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။အခုပြောပြသွားတဲ့နီလန်ငါးတွေကလူစုလူဝေးသားမှာပင်ပန်းစရာမလိုပဲစေရောကိုပါအေးချမ်းစေမယ်နှစ်သက်ကူနီးတွေပဲဖြစ်ပါတယ်။အားလုံးပဲနှစ်သက်မှာကံကောင်းခြင်းတွေလက်ဝဲပိုင်းဆိုင်နိုင်ကြပါလိမ့်ရှင်။ဘူဒ္ဓတွေအမြဲရဖို့ Brave Food MM ကိုလည်း subscribe လုပ်ထားပေးပါဦး။